ဒီပုံဒီကျွန်တော်တို့က hypothalamus နဲ့ကျွန်တော်တို့က pituitary gland association ဖြစ်ထားတဲ့ပုံလေးတစ်ခုပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီနေရာဒီ hypothalamus ဖြစ်မယ် hypothalamus ကနေပြီးတော့ဒီဘက်မှာကျွန်တော်တို့ optic chiasm ပေါ့တကယ်တော့ chiasma ပေါ့ဒီ optic chiasm ရှိတဲ့ဘက်ဒီကျွန်တော်တို့ဒါ anterior pituitary gland မှာအပုံတပုံကျွန်တော်တို့ပြလိုက်လို့ဘယ်ဟာက level တက်မထားဘူးဆိုပါဆိုဒါဆိုဘယ်ကောင်က posterior pituitary လဲဘယ်ကောင်က anterior pituitary တကယ်လို့မေးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်စာရသိထားရတော့ဟို anterior large လို့ဖြစ်တယ်posterior small လို့ဖြစ်တယ်ဒီနေရာမှာတကယ်လို့စိတ်ထဲမှာသူတို့နဲ့ posterior က small လို့လို့ဟို anterior က small လို့ somewhat thought သူတို့ဖြစ်နေခဲ့ပြီဆိုရင်ကျွန်တော်တို့ကနောက်တစ်ချက်ကဘာကိုစဉ်းစားမလဲဆိုရင် optic chiasms နဲ့ကျွန်တော်တို့ကအဲ့ဘက်မှာရှိနေတဲ့ကျွန်တော် pituitary ကိုဒီမှာကျွန်တော်တို့ကဒါကို anterior pituitary လို့နောက်တစ်ဆက်မှတ်ထားလိုက်ပေါ့ပထမအချက်ကတော့ကျွန်တော်တို့ကတကယ်တော့ anterior large လို့ posterior small လို့ဒုတိယမှတ်ရမယ့်ချက်က optic chiasm ရှိတဲ့ဘက်ဒီ anterior လို့ဖြစ်တယ်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ anterior pituitary gland ကိုလေ့လာကြပြီဆိုရင်သူ့မှာ system တစ်ခုပါလာတယ်ဒီ system ကကျွန်တော်တို့က portal system ပေါ့ဒါဆိုရင်ကျွန်တော်တို့ကဒီ hypothalamus နဲ့ anterior pituitary gland နဲ့မှာဘယ်လို association ဖြစ်ရှိတယ် hypothalamus ကနေပြီးတော့ anterior pituitary ကိုဘယ်လို hormone တွေကိုထုတ်မယ်ဘယ်လို hormone တွေကိုမထုတ်နဲ့ပြပန်တာရှိမယ်ဆိုတဲ့ control ထိန်းချုပ်ချက်တွေကိုကျွန်တော်တို့ဒီ procedure ကိုဆွေးနွေးလိုက်ကြအောင်နံပါတ်1အနေနဲ့ကျွန်တော်တို့ neurosecretory cells produce hypothalamus releasing and hypothalamus inhibiting hormones လို့ဆိုရင် hypothalamus ထဲမှာရှိတဲ့ကျွန်တော်တို့ neurosecretory cells တွေဟာဘာကိုထုတ်ပြီးမလဲဆိုရင် releasing hormone ကိုလည်းထုတ်ပြီးမယ်ကျွန်တော်တို့ inhibiting hormone ကိုလည်းထုတ်ပြီးမယ်ဒါကိုကျွန်တော်တို့ hypothalamus releasing hormone နဲ့ hypothalamus inhibiting hormone နောက်နံပါတ်2ချက်ကတော့အဲ့ဒီ hormone တွေကကျွန်တော်တို့ကထုတ်ပြီးမယ်ထုတ်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘယ်ထက်အရင်ရောက်မလဲဆိုရင်ကျွန်တော်တို့က these hormones are secreted in the portal system ပထမဆုံးဒီ portal system နဲ့ကိုရောက်ပါတယ်portal system လို့ပြောလိုက်ကြတဲ့ကျွန်တော်တို့က not concerned with the artery but only concerned with the vein နဲ့လည်းသက်ဆိုင်နေတာကျွန်တော်တို့က circulatory system အကြောင်းကောင်းသဘောပေါက်မယ်ဆိုရင် portal system ဆိုတာဘာလဲဆိုတာပြီးပါလိမ့်မယ်ဒါဆိုရင်နံပါတ်1ကကျွန်တော်တို့ဒီ hormone တွေကိုထုတ်လိုက်ပြီးကျွန်တော်တို့ဗာလဲ hypothalamus releasing hormone နဲ့ hypothalamus inhibiting hormone ထုတ်လိုက်ပြီးဆိုရင်ကျွန်တော်ဘယ်ထဲရောက်မလဲbody system နဲ့ကိုရောက်မယ်ပေါ့ဟုတ်ပြီနံပါတ်3က each type of the hypothalamus hormones either stimulates or inhibits productions and secretions of anterior pituitary hormone ဒီလိုဒီ hormone တစ်မျိုးစီကနေပြီးတော့မှဘယ် hormone လဲဒီ hypothalamus ကနေထုတ်ပြလိုက်တဲ့ hormone တစ်မျိုးစီဒီ stimulate လုပ်တဲ့ stimulate လုပ်မယ် inhibit လုပ်တဲ့ inhibit လုပ်ရမယ်ဒါပဲမှလဲဆိုလို့ချင်း stimulate လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကhormone ကိုကျွန်တော်တို့က secrete လုပ်မှာ produce လုပ်ပြီးမှာပေါ့ inhibit လုပ်ပြီးဆိုမှတော့ကျွန်တော်တို့မထွက်နဲ့တော့ဆိုပြီးတော့ inhibit ပိတ်ပင်တာရှိမှာပေါ့ဒါပဲဟုတ်တော့မလဲကျွန်တော်တို့ anterior pituitary gland တွေကနေပြီးတော့ထုတ်လုပ်မယ်ထုတ်တဲ့မထုတ်တဲ့ hormone ကိုကျွန်တော်တို့က control လုပ်တာဒီ hypothalamus region ထဲမှာရှိတော့ကျွန်တော်တို့က hypothalamus releasing hormone နဲ့ hypothalamus inhibiting hormone တွေကနေပဲ control လုပ်ပါတယ်။အခုကျွန်တော်တို့နံပါတ်4ချက်နေရတော့ the anterior pituitary secretes its hormone into the bloodstream ဆိုရင်ခုနကကျွန်တော်ထုတ်တဲ့မထုတ်တဲ့နာတွေကိုကျွန်တော်တို့ control ပေးလိုက်လို့ influence ရခဲ့လို့ကျွန်တော်တို့ပြောသွားပြီလေ anterior pituitary ဒီ hormone တွေကကျွန်တော်တို့ကဘယ်လိုသွားမလဲ into the bloodstream မှာဒီစီချိုတွေတော့ into the bloodstream မှာဒီစီချိုတွေတော့ပေါ့ဒီလိုဆိုရင်သူက hormone ကိုဘယ်လိုလဲ carried by the blood သူရနေတယ် not by the dead ပြောနေတယ်ပေါ့ဒါဆိုကျွန်တော်တို့ကဒီကောင်ကဒီ concerning with the endocrine system ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော် blood stream နဲ့ရောက်ဒီ blood stream နဲ့တွေ့ရရောက်ပြီဆိုမှကျွန်တော်တို့ကအဲ့ဒီထဲလေရောက်တော့အဲ့ဒီသက်ဆိုင်ရာ hormone တွေကသူ့ရဲ့သက်ဆိုင်ရာသက်ဆိုင်ရာ tissue ရသက်ဆိုင်ရာကျွန်တော်တို့ glands တွေကိုသွားမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့က
hypothalamus နဲ့ anterior pituitary ရဲ့ association ဘယ်လို control လုပ်တယ်ဘယ်လို associate လို့ဆိုတော့ roughly ပေါ့superficially things ပေါ့ဘယ်လိုကျွန်တော်လည်းနားလဲသွားပြီးသွားပြီပေါ့ဒါဆိုရင်ကျွန်တော်တို့ anterior pituitary gland ကနေထုတ်ပြလိုက်တဲ့ hormones တွေကဘာတွေလဲဘယ်လိုသွားရမှာလဲပေါ့နံပါတ်1ကတော့ကျွန်တော်တို့က thyroid gland ကိုသွားမယ် thyroid stimulating hormone TSH ပေါ့နံပါတ်2ကတော့ကျွန်တော်တို့က kidney ကိုသွားမယ် kidney မှာအပြင်ပိုင်းက adrenal cortex အတွင်းပိုင်းက adrenal medulla အဲဒီမှာဆို adrenal cortex အပြင်ပိုင်းကိုသွားမှာပေါ့ adrenal cortex ဒီ adrenal cortex ကိုသွားရင်ကျွန်တော်တို့ဘာလုပ်မလဲ adrenal corticotrophic hormone ACTH ကိုထုတ်မှာပေါ့နံပါတ်3ကျွန်တော် blood ပြင်ပိုင်းမှာရှိတဲ့ကျွန်တော်တို့ mammary glands ကိုသွားမယ်ဒါဆို mammary glands နိုးရီပြူ gland ရောက်ပြီးလို့ရှိရင်ဟော်မုန်းကဘာဟော်မုန်းထုတ်ပြရမလဲဆိုရင်ဒီကနေပြီးတော့ prolactin PRL ထုတ်ပြမယ်ပေါ့နံပါတ်4တစ်ချက်ကတော့ကျွန်တော်တို့က muscles ကိုသွားမယ် bones ကိုသွားမယ် tissue တွေသွားမယ်ဒီကောင်လေးရဲ့ကြီးထွားမှုကိုရရှိဖို့အတွက်ဒီဟော်မုန်းဘလို့ကျွန်တော်ဒီဟော်မုန်းကိုကျွန်တော် growth hormone ပေါ့ GH နောက်တစ်ချက်ကတော့ကျွန်တော်တို့ကreproductive system ကိုသွားမယ်ဒီ reproductive system ကိုသွားတဲ့အခါမှာအဲ့သွားလိုက်တဲ့ကျွန်တော် hormone တွေကကျွန်တော် ovary male solution ကျွန်တော် female ကိုသွားမှာ male solution ကျွန်တော် testic ကိုသွားမယ်ဒါဆိုလို့ရှိရင်ဒီဆိုရင်ဒီ anterior pituitary ကကျွန်တော်ထုတ်လိုက်တဲ့ hormone များဒီ follicle stimulating hormone FSH နဲ့ကျွန်တော် luteinizing hormone ပေါ့တချို့ Saudi တချို့ author ရေးတာ FSH follicle stimulating hormone ကဒီတဲ့ hormone တစ်မျိုးခွဲရည်တယ် LH hormone တစ်မျိုးကဒီတဲ့တစ်မျိုးခွဲရည်တယ်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာဆိုရင်ဒီနေရာမှာ1 2 3 GH 4 ကကျွန်တော် prolactin 5 ကကျွန်တော် ACTH နဲ့6 ကကျွန်တော် TSH ပေါ့ဒါဆိုရင်ကျွန်တော်နောက် 7 ဆိုရယ်ခုမြောက်ရှိသေးတယ်ဒါကကျွန်တော် MSH ပေါ့ melanocyte stimulating hormone ဒါမှဒီကောင်ကဒီထဲမှာဒီဘာလို့ထည့်မထားလဲဆိုရင်ဒီ order ရဲ့သဘောတရားတော့ကျွန်တော်ဒီ MSH ကဘယ်မှာလဲဘယ်မှာအများဆုံးတွေ့ရတယ်လို့ဆိုရင် commonly found in the fish amphibians and reptiles and change the skin coloration ပေါ့ညာသောအဖြစ်တွေ့ရတယ်ဒါပေမဲ့လို့ but not occurrence in mammals မှာမတွေ့ရတဲ့အတွက်ကြောင့်မို့ဒီမှာကျွန်တော် MS ထည့်တော့မဟုတ်ပါဘူးဒါပေမဲ့တချို့စာအုပ်တွေတချို့ order တွေမှာတော့ဘယ်လို describe လုပ်ထားလဲဆိုရင် anterior pituitary ထုတ်လိုက်တဲ့ hormone က7 kinds hormone ရှိတယ်လို့ပြောပါတယ်ဒါဆိုရင်ကျွန်တော်တို့ကနံပါတ်1 2 3 နံပါတ်4 5 6အခုကျွန်တော် MSH ပေါ့ဒါဆိုရင်အားလုံးပေါင်း anterior pituitary ထုတ်လိုက်တာဒီ7 types of hormone posterior ကျွန်တော်ပြောခဲ့ဆွေးနွေးခဲ့ပြီးproduce 2 types of hormones namely ADH and oxytocin. That's when general pituitary, the whole pituitary glands are produce a totally 9 types of hormones. Okay. That's when general anterior pituitary gland will okay. Anterior pituitary glands. A body system which consists of two capillary networks connected by vein lines between the hypothalamus and the anterior pituitary. Anterior pituitary နဲ့ကျွန်တော် hypothalamus ရဲ့ဆက်စပ်မှုကြည့်မယ်ဆိုလို့ရှိရင်ဒီ hypothalamus နဲ့ anterior pituitary ရဲ့ကြားထဲမှာဆိုလို့ရှိရင်ကျွန်တော် system တစ်ခုရှိပါတယ် body system ဒီ body system ထဲမှာဆိုလို့ရှိရင်ကျွန်တော်ရှုပ်ထွေးနေတဲ့ capillary network တွေပါတယ်ဒါတွေကိုတော့ဒီ network တွေ capillary network တွေကိုကျွန်တော်ဘာနဲ့ connect လုပ်ထားမယ်ဆိုရင် vein တစ်ခုနဲ့ကျွန်တော် connect လုပ်ထားပါမယ် The hypothalamus controls the anterior pituitary by producing the hypothalamus release hormones and, in some instances, hypothalamus inhibiting hormones. Hypothalamus anterior pituitary control လုပ်ပါတယ်အချက်နဲ့ကျွန်တော် control လုပ်တယ်သူဘာကိုထုတ်ပြီးတော့ control လုပ်မလဲဆိုလို့ရှိရင်ပထမတစ်ချက်ကတော့ hypothalamus releasing hormone နဲ့ထုတ်ပြီးတော့မှကျွန်တော် producing လုပ်ပြီးတော့မှanterior pituitary control လုပ်မယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ inhibit တားဆီးမယ်ပေါ့ဒါကတော့တချို့ဖြစ်ရတဲ့မှာဆိုလို့ရှိရင်တော့ hypothalamus inhibiting hormone ကိုထုတ်ပြီးတော့မှကျွန်တော် control လုပ်တဲ့အချက်တွေရှိပါတယ် For example, one hypothalamus releasing hormone stimulates the anterior pituitary to secrete the thyroid stimulating hormone and
A particular hypothalamic activity hormone prevents the anterior pituitary from secreting prolactin. ဥပမာပြောမယ်ဆိုလို့ရှိရင် hypothalamus ကနေပြီးတော့မှ hypothalamus releasing hormone ကိုထုတ်မယ်ထုတ်ပြီးတော့မှ anterior pituitary ကိုကျွန်တော်တို့ stimulate လုပ်မယ်ဒါကကျွန်တော်တို့ hormone ထုတ်ပြီးတော့မှ stimulate လုပ်ပြီးဆိုလို့ရှိရင်တောင်ဒီကျွန်တော်တို့က releasing hormone နောက်တစ်ချက်ကတော့ကျွန်တော်ထုတ်မယ်ထုတ်လိုက်တဲ့ဒီ build up ထုတ်မယ်ဒီ secret thyroid stimulating hormones ပေါ့thyroid stimulating hormone ကို TSH ကိုထုတ်ဖို့ရတဲ့ anterior pituitary ကိုကျွန်တော်တို့ hypothalamus ကနေပြီးတော့ stimulate လုပ်မယ် and a particular hypothalamus inhibiting hormone နောက်တစ်ခုက inhibiting hormone ပေါ့အခုပြီးခဲ့တာကျွန်တော်တို့ releasing hormone အခုပြောမယ့်အားကျွန်တော် inhibiting hormone ကကျွန်တော်ထွက်လာတဲ့အဲ့ဒီ hormone inhibiting hormone ကကျွန်တော်က anterior pituitary ကို prevent လုပ်မယ်ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က releasing hormone ဆိုလို့ရှိရင်ကျွန်တော်တို့ကstimulate လုပ်မယ် inhibiting hormone ဆိုရင်ကျွန်တော်က prevent လုပ်မယ်ပေါ့အဲ့ဒီဘယ်လို prevent လုပ်မလဲ anterior pituitary ကို prevent လုပ်မယ် prolactin မထုတ်နိုင်ဘူး anterior pituitary ကနေပြီးတော့ prolactin မထုတ်နိုင်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကinhibit လုပ်မယ်ဒါကိုကျွန်တော်တို့က hypothalamic inhibiting hormone ဆိုခေါ်ပါမယ်ဒီအချက်ကလေးကိုကျွန်တော်ပြန်ပြီးတော့ညီကုန်းချုပ်မယ်ဆိုလို့ရှိရင် anterior pituitary နဲ့ကျွန်တော် hypothalamus ကြားမှာ system တခုရှိတယ် portal system ဒီထဲမှာ capillary network တွေပါတယ်အဲ့ဒါတွေကိုကျွန်တော် vein နဲ့ connect လုပ်ထားမယ် hypothalamus ကကျွန်တော်တို့ pituitary anterior pituitary gland ကို control လုပ်တဲ့နေရာမှာ by the two factor အချက်နဲ့ control လုပ်ပါတယ်နံပါတ်1ကတော့ releasing hormone နဲ့နောက်တစ်ချက်ကတော့ကျွန်တော်တို့က inhibiting hormone နဲ့သူကို control လုပ်ပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင် releasing hormone ဒီ anterior pituitary တော့ပြီးတော့ stimulate လုပ်မယ်ဒါ releasing hormone နောက်တစ်ခု inhibiting hormone ဒီကျွန်တော်တို့က anterior pituitary တော့ပြီးတော့ prevent လုပ်မယ်ဘာကို stimulate လုပ်မှာလဲ releasing hormone ကဘာကို stimulate လုပ်မှာ thyroid gland ကိုတော့ပြီးတော့thyroid stimulating hormone ထုတ်တဲ့နေရာမှာကျွန်တော် stimulate လုပ်မှာပေါ့ဒါဒီ concern with the releasing hormones နောက် hormone ကကျွန်တော်တို့က inhibiting hormones inhibiting hormone ကကျွန်တော် anterior pituitary ကို prevent လုပ်မယ်ဘာလို့လဲမလိုအပ်သေးဘူးမထုတ်နဲ့ဘူး prolactin hormone ကိုမထုတ်ရဘူးဆိုတာမျိုးသွားပြီးတော့ inhibit လုပ်ပါမယ်ဒီချက်ကတော့ anterior pituitary hormones affecting other glands anterior pituitary ထုတ်လိုက်တဲ့ hormone ဒီအခြားသော gland များအပေါ်တက်ရောက်ခြင်းပေါ့ some of the hormones produced by the anterior pituitary affect other glands anterior pituitary ကနေပြီးထုတ်လိုက်တဲ့တချို့သော hormone တွေကအခြားသော gland တွေအပေါ်ကို affect တက်ရောက်မှုရှိပါတယ်ဒီနေရာမှာအချက်၃ချက်ပြောထားပါတယ်နံပါတ်1ကတော့ကျွန်တော် gonadotrophic hormone ပေါ့gonadotrophic hormone stimulate the gonads, the testes, the males, and the ovaries in females to produce gametes and the sex hormones. The primary trigger of gonadotrophic hormone. To all about what stimulate in general, gonads, male musculation or testes, you will stimulate female musculation in general, ovaries, male musculation, male can be spermatozoa, make me. A female musculation in general, ovaries are stimulate. What eggs or oval. A T resolution in general, hormone resolution, androgen hormone. A mama in general, sex hormone, estrogen hormone, tomabo. Ludadi general, gonadotrophic hormone, never that. Not a checker, adrenocorticotropic hormone, ACTH. And they are stimulate the adrenal cortex to produce cortisols to be dominant general. Adrenal cortex by my ACTH. ACTH can be general. How to melissa? Adrenal cortex will produce the cortisol hormone to be made. And Madonna check out thyroid stimulating hormone TSH. They are stimulated thyroid to produce thyroid T4 and triiodothyroid T3 and T4. Resolution to the anterior pituitary to clear if you are to be like the hormone, a child or glimmer, but they come hormone to new popiat habare, but a month the checker gonadotrophic hormone, Dudia hormone, ACTH hormone, the dia hormone, DSH hormone, DDPW. In each extent, the blood level of the last hormone and the sequence.
exert negative feedback control over the secretions of the first two hormones. The blood level of the lust hormone and the sequence. The sequence not hormone solution DSH. A direct stimulating hormone the exact negative feedback the pandian took the control over the secretions of the first two hormones. Prima hormone gonadotrophic hormone, ACTH, adrenocorticotropic hormone above. Piambio negative feedback, Piambio, Tenchuk si jen exact the Yausidelu, Suluvare. Aku tak tahu aku nak biar negative feedback ni perlu control yang lebih terus macam. Di kaum di channel hypothalamus ada. Di hypothalamus kan biar pertama releasing hormone lu dah kaum channel aminamide hormone one bo. Releasing hormone tu mana? Berua tu mana? Hypothalamus kan ni biar releasing hormone tu mana? Di hypothalamus kan channel anterior pituitary control dah nak cakap jadi perkara. Releasing hormone, inhibiting hormone. Kalau releasing hormone lu nama bila hormone hormone betul. Hypothalamus kan itu betul. Anterior pituitary kan. Dalam tu jaga orang anterior pituitary ya bibo hormone ya bi releasing hormone ya bi. And do dia cakap, hormone betul. Bau dah stimulating hormone DSH down general hormone tu nam bilam thyroid stimulating hormone. Lusu tu ame general target organ betul target gland target organ thyroid udah bilo gland thyroid gland tu apa? Terus pula macam hormone target hormone parile. T4 lu kore thyroid hormone, T3 lu kore general triiodothyronine sore hormone pime. Terus general DT hormone 3 lu kore thyroid hormone triiodothyronine ထွက်လာပြီဆိုရင်ဒီကောင်ကနေပြီးတော့ကျွန်တော် negative feedback တွေပြန်ပြီးတော့ control လုပ်မယ်ဘယ်လို control လုပ်မလဲဆိုရင် feedback လာပြီဒီ feedback ကဘယ်လိုသွားပြီးတော့ကျွန်တော် inhibit ဒါစီမလဲဆိုလို့ရှိရင်ဒီ anterior pituitary gland ကိုသွားပြီးတော့ inhibit လုပ်တာမထုံနဲ့တော့ release of hormone 2ဒီ hormone 2 TSH ကိုမထုံနဲ့တော့လုံလောက်နေပြီဒီ function နဲ့ running function ရနေပြီ action ရနေပြီဒါဆိုခဏပိတ်လိုက်အောင်ဆိုပြီးတော့ဒီကောင်ကနေပြီးတော့တခါကျွန်တော်တို့ anterior pituitary သွားပြီးတော့ယာယီခဏကျွန်တော်တို့က feedback သဘောမျိုးနဲ့သွားပြီးတော့ inhibit ဒါစီမယ်ဒီလိုဒါစီတာမျိုးကိုကျွန်တော်တို့က short feedback short negative feedback လို့ခေါ်ပြီးတော့နောက်တစ်ချက်ကဘာနဲ့သွားမလဲဒါလည်း feedback ဒီ feedback ကလည်းဘယ်လိုသွား inhibit လုပ်မလဲဆိုရင်ဒီကောင်ကျတော့ကျွန်တော်တို့က anterior pituitary ကိုသွားပြီးတော့ inhibit လုပ်တာမဟုတ်တော့ဘဲနဲ့သူ့ရဲ့ပင်မဖြစ်တဲ့ကျွန်တော် hypothalamus ကိုသွားပြီးတော့ inhibit လုပ်hypothalamus ကဘာထုတ်တာလဲခုနပြောခဲ့ကျွန်တော် releasing hormone နာမည်ပေးခဲ့ hormone 1ဒါဆိုရင်မင်း hypothalamus releasing hormone ဖြစ်တဲ့ hormone 1ကိုမထုတ်နဲ့တော့ဆိုပြီးတော့ပြန်ပြီးတော့ပိတ်တာကိုကျွန်တော်တို့က feedback inhibit release of hormone ဒီလိုဆိုရင်ကျွန်တော်တို့ hormone 2မထုတ်အောင် anterior pituitary ကိုယာယီခဏနောက်ကိုသွားပြန်ပိတ်တာကိုပြောတာကျွန်တော်တို့က short negative feedback လို့ခေါ်ပြီးတော့ပင်မ main ကြီးဖြစ်တဲ့ကျွန်တော်တို့က hypothalamus ကိုသွားပြီးတော့ inhibit ဖြစ်ပိတ်တာကိုဒီ feedback ကိုပြောတော့ကျွန်တော် long negative feedback လို့ခေါ်ပါတယ်anterior pituitary hormone not affecting other glands and anterior pituitary gland ထုတ်ပြတဲ့ hormone များပြီးခြားသော gland များအပေါ်တရားမှုမရှိခြင်းခုနကကျွန်တော်တို့ကခြားသော gland များအပေါ်ကို affecting တရားမှုရှိခြင်းA three hormone produced by the anterior pituitary do not affect other endocrine glands. Pituitary gland ထုတ်ပြတဲ့ hormone သုံးခုပေါ့။၎င်းသုံးခုဒီအခြားသော endocrine glands များအပေါ်တရားမှုမရှိပါဘူး။ဒီကောင်တွေကတော့ကျွန်တော်တို့ prolactin PRL MSH melanocyte stimulating hormone GH လို့ခေါ်တဲ့ group hormone သုံးခုရှိပါတယ်။နံပါတ်1 prolactin hormone or PRL. Prolactin is produced in quantity only after childbirth. It causes memory gain in blood to develop and produce meat. It also plays a role in carbohydrate and fat metabolism. The prolactin hormone are multimedia appetite vault, a muy big chimala
prolactin ပမာဏအများကြီးကိုထုတ်ပေးပါတယ်အဲ့လိုထုတ်ပေးလိုက်ပြီဆိုလို့ရှိရင်အဲ့ prolactin hormone တွေကျွန်တော်တို့ကရင်သားထဲမှာရှိတဲ့နှွေးပြူကလင်းကိုတွားမယ်ဒီနှွေးပြူကလင်းဖွံ့ဖြိုးစေပြီးတော့နှိုးထွက်လုံးကောင်းစေပါတယ်ဒါလည်းမကောင်းသေးပါဘူးတဲ့သူကဘယ်နေရာမှာလဲပဲရေးပါတယ်လေဆိုရင်ကျွန်တော်တို့က fat metabolism လုပ်တဲ့နေရာမှာရယ်ကျွန်တော်တို့က carbohydrate metabolism လုပ်တဲ့နေရာတွေမှာလည်းပဲalso a play a role ရေးကြည့်တဲ့ကဏ္ဍမှာပါပါတယ် melanocyte stimulating hormone MSH cause the skin color changes and manifests amphibians in reptile having melanophore special skin cells that produce coloration. The concentration of the hormone in human is very low. The MSH melanocyte stimulating hormone are skin color changesကိုဖြစ်ပေါ်စေပါတယ်ဘာလို့ဖြစ်လဲအဲ့ဒီမှာကျွန်တော်တို့က melanophores ပါတာကို melanophores ဆိုတော့ပြောလိုက်ကြတဲ့ကျွန်တော်တို့ကရေပြားထဲမှာရှိတဲ့ special skin cells ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီဝါရီမှာ produce coloration ဖြစ်မှာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ hormone MSH hormone ကိုရဲ့ concentration ကကျွန်တော်လူသားတွေထဲမှာပါဝင်မှုကအရင်နဲ့နေတာကိုတွေ့ရပါတယ် it's very low အဲ့ဒီ hormone ကကျွန်တော် growth hormone GH ပေါ့နောက်တစ်မျိုးခေါ်ရင်ကျွန်တော်တို့ somatotrophic hormone SDH လို့လည်းခေါ်မှာပေါ့ DSH နဲ့ကျွန်တော်တို့မျိုးပေါ့ဒီမှာ DSH က thyroid stimulating hormone ဒီမှာ SDH က somatotrophic hormone တချို့ author တွေက SDH လို့သုံးတယ်တချို့ author တွေတော့ GH သုံးတယ်ကတော့ဒီဘယ်မှာတော့ promote ဖြစ်တယ်လဲဆိုရင် union တွေနဲ့ကြက်သားတွေရဲ့ကြီးထွားမှုကိုသွားပြီးတော့ promote လုပ်လို့ကျွန်တော်တို့ဒါကို growth hormone ခေါ်ပါမယ် it increases the rate as with the amino acids into the cells and proteins in this occur and now to goဘယ်နှုန်းကိုမြန်စေလဲဆိုရင် amino acids ဆဲဝင်တဲ့နှုန်းကိုမြန်တယ် amino acids ကကျွန်တော်တို့ဆဲဝင်ပြီးဆိုမှတော့ကျွန်တော် protein synthesis ဖြစ်တော့မှာပေါ့အဲဒါကြောင့်မို့လို့ GH ဒီ amino acids ကိုဆဲဝင်တဲ့နေရာမှာမြန်စေတယ်လို့ဒါဆိုရင်ကျွန်တော် protein synthesis It also promotes metabolism as opposed to glucose metabolism. The amount of GH produced is created due to childbirth and adolescence. And now to Benyama body the solution fat metabolism promote lopia. The other as opposed to the glucose metabolism. The glucose metabolism Nero general as opposed Sanjin back Pila calendar Bundram Europe Pitora body. The amount of the GH produced is greater due to childbirth and adolescence. The growth hormone never do clip one maleve to remember to the general. You have the Lugidi maleve the growth hormone mana would hope you are. Doesn't general clip one GHထုတ်ညရင်ပါဖြစ်မလဲ GH အထုတ်နေရင်ပါဖြစ်မလဲဆိုတဲ့ example လေးကိုသွားကြအောင် If too little GH is produced due to childbirth, the individual has a pituitary dwarfism characterized by normal profusion but small structure. A clearly imagine or GH took the hormone took GH hormone took the no one totally name is solution or clear dwarfism. A yet put a lubu lips it up. Do a Gmail solution of Bumandama, a chosa, a Bumandama, a chosa, Damilo Gmail solution, yet naming a USR, small structure, look reaching it out to you. As such, children also have problems of opposed the effect of insulin on glucose uptake. Drivers and Pinima, Papatana Pilla relation, oppose the effect of insulin on glucose uptake. To ma, see the glucose level, ya you nine insulin, the young Mugu, Wabido, Filagalan type. The solution, I clear to them, Papilla solution, glucose level, General Miala. Dinama General insulin. Glucose is young. Pancreas, Sunigazino, a thesis described a pancreas not under control of the pituitary gland or Messibo. Pancreas insulin, glucagon,
လူတယောက်ကစားပြီးတဲ့အချိန်မှာ just immediately after meal စားပြီးတဲ့အချိန်မှာ blood levels rise and glucose levels rise in the blood immediately ချက်ချင်းဆိုလူတွေမှာ glucose level များလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ pancreas ကနေပြီး insulin ကိုထုတ်မယ်အဲ့ insulin ကနေပြီးသူတွေမှာများနေတဲ့ glucose ကိုသဲလာမယ်ခဏယူလာပြီးတော့ကျွန်တော်တို့ level cells နဲ့ message တွေတေဦးသွားပြီးတော့မင်းခဏသိတာ glucose တွေသူတွေမှာများလို့နေတယ်သိတာအဲ့ glucose ကိုမင်းတို့ဒိန်သိလို့မရဘူး glycogen အနေနဲ့ acid store temporarily ခဏသိတာဟော acid tissue တွေ acid organs တွေကြတော့ကျွန်တော်တို့အဲ့ glucose ကိုမင်းတို့ထက်ကြတော့ဟို glycerol အနေနဲ့သိတာဟုတ် glycerol နဲ့အဲ့လိုနဲ့ကျွန်တော်တို့သွေးထဲမှာရှိတဲ့ glucose ကို uptake လုပ်ပေးတာက insulin အဲ့ဒီနဲ့ကျွန်တော်တို့က between 2 meals ပေါ့နောက်အစားတဲ့အချိန်ပဲနေလာပြီအစားနှစ်ခုရဲ့ကြားမှာဆိုလို့ရှိရင်ကျွန်တော်အစားနဲ့စားလာပြီဒါဆို glucose တက်လိုလာပြီအဲ့ဆိုလို့ရှိရင်ကျွန်တော် glucose ကိုပြန်ထုတ်ပြီးရတော့ဒါဆိုအဲ့အချိန်ကျတော့ insulin ကသူ့ function ရက်ပြီးတော့ pancreas ကဘာထွက်လာလဲဆိုတော့ glucagon ထွက်လာတယ်ထွက်လာတဲ့ glucagon ကခုနဝင်လာတယ်အဲ့အချိန်မှာဟိုကောင်ငြိမ်ထိုင်းနေတာ insulin အလုပ်ကမလုပ်တော့ဘယ်လိုရမ်းမိုးနေပြီကျွန်တော် glucagon အဲ့ glucagon ကနေပြီးတော့ခုန liver tissue တွေနဲ့ကျွန်တော်တို့က muscles tissue တွေ cells တွေထဲမှာခဏတိမ့်ထားတဲ့ glycogen ကိုမင်းတို့ယူခဲ့ထုတ်ပြီးတော့မှအဲ့ glycogen ကို break down into glucose ပြန်ပြောင်းပြီးတော့မှကျွန်တော်တို့which finally enter into the bloodstream ဒီစီကြောတွေကိုပြန်ရောက်ပြီးတော့အဲ့ဒါကိုကျွန်တော်တို့update on glucose balance of glucose in the blood that will controlled by the pancreas. The pancreas produces two hormones, insulin and glucagon. ဒီကြောင့်ကျွန်တော်တို့ insulin sorry pancreas တွေမှာအသေးစိတ်ရှင်းပြထားပါတယ်ဒါကိုကျွန်တော်တို့လေးအသေးစိတ်ဖြစ်သွားပါပြီ Now the check out so the administration group pattern can be restored and blood sugar problem alleviated ဒါဆိုအဲ့လိုကလေးမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က GH တွေးလိုက်ပေါ့ GH ပါတဲ့ growth hormone ပါတဲ့ synthetic material something ပေါ့အခုကိုတွေးလိုက်မယ်ဆိုရင်အဲ့ကလေးကသူ့ရဲ့ growth pattern က restore ပြန်ရလာပြီးတော့သူတွေးထဲမှာဖြစ်နေတဲ့ sugar level ပြဿနာကလည်းပဲ alleviated ရောနေသမျှရောနေသွားပါပြီအခုဒါဆိုရင်ကျွန်တော်တို့ကGH နေရအခုကကျွန်တော် GH များ if too much GH is created during childhood and the person may become reject ဒါဆိုဒီကလေးကသူ့ရဲ့ GH အထုကအလွန်များခဲ့မယ်ဆိုလို့ရှိရင်ဒီကလေးဒီကျွန်တော်တို့က jam ဖြစ်မယ်ခုနကအထုနေတော့ကကျွန်တော်တို့ draftation ဖြစ်မယ်အခု GH အထုများလို့ jam အတမ်ဒီအမမတန်တဆကြီးထွားလာတယ်ဖွံ့ဖြိုးလာတာကို jam ခေါ်ပါမယ်ဥပမာကျွန်တော်တို့ဟိုzongaဆိုလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာ sequencing လို့ဟာမျိုးပေါ့ဟုတ်ပြီဒါဆိုရင် giant usually have poor health primarily because the elevated GH cancels of the effect of insulin promoting diabetes mellitus လာပါဒီမှာကျွန်တော်တို့ effect of insulin ပြန်လာပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့သူတို့ဖြစ်နေကြကျွန်တော်တို့က pancreas အကြောင်းကိုဖွင့်ကြည့်ပြီးတော့ကျွန်တော်နားထောင်လိုက်မယ်ဆိုရင်တော်တော်လေးကိုအဆင်ပြေသွားပါလိမ့်မယ်ဒီလိုကလေးကမတန်တဆကြီးထွားနေတဲ့ဖွံ့ဖြိုးနေတဲ့ကလေးမျိုးမှာဆိုလို့ရှိရင်ကျမကြီးချိုးတယ်ပြီပေါ့ဟုတ်ဒါဘာကြောင့်လဲဆိုရင်မူလဇင်းမြစ်ကတော့ကျွန်တော်တို့ကအဲ့ကလေးထဲမှာ GH ကမြင်လာလေ growth hormone များလာလေတစ်ဖက်က insulin ရဲ့တက်ရောက်မှုကို cancel လုပ်လိုက်လေပဲဒါဆို insulin က glucose ကိုကျွန်တော်တို့က control မလုပ်နိုင်တော့ဘူးဆိုရင်အဲ့ glucose ကကျွန်တော်ဘယ်ထဲမှာများသွားတယ်သွေးထဲမှာများသွားတယ်သွေးထဲမှာများသွားပြီလို့ရှိရင်ကျွန်တော်တို့စီးကျိုသွေးကျိုဖြစ်တယ် diabetes mellitus ဆိုတာအဒီကလေးဖြစ်ပြီပေါ့ဒါကိုကျွန်တော်ဒီလိုကလေးမျိုးဒီတစ်ဖက်ကကြီးမယ်ဆိုရင် diabetes ဖြစ်ပါလေနဲ့တစ်ဖက်ကကြီးမယ်ဆိုရင် poor health ပေါ့ဘာရောဂါရပြီ diabetes mellitus တာလေပေါ့ an occasion GH is overproduced in the adult and a condition is called achromatic result ဒါတော့ကျွန်တော်တို့တက်ကြီးလူတွေ adult တွေရောက်တော့ပါပြီကျွန်တော်တို့ကလေးတွေမှာ if too little နဲ့ if too much ကိုပြောပြီးအခုမှကျွန်တော်အခုကတော့ any adult ဒီတက်ကြီးလူတွေမှာဆိုလို့ရှိရင်ရမရန်ကုန်မှာဖြစ်တတ်ပါတယ်တဲ့ဒီ growth hormone တအားထုတ်ပြီးဆိုလို့ရှိရင်တော့အဲ့လူတွေမှာ achromatic result လို့ခေါ်တယ်လက်ဓမ္မရှိတဲ့အယိုးကြီးကြီးလာတာမျိုးကျွန်တော်တို့က
ဒီပါးရီမှာရှိတဲ့အရေနဲ့မီးယူမှာရှိတဲ့အယိုးတွေကဘေးကိုပြန့်ကားပြီးတော့အရေကအောက်ကိုတွဲကြတာမျိုးကျွန်တော်တို့က acromegaly results လို့ခေါ်ပါတယ် because long-bone group it's no longer possible to adopt, only the feet, hands and feet can respond. And these portions of the belly can overly large. ဒီလိုဆိုဒါဘာကြောင့်အဲ့ဒီလိုမျိုး acromegaly ဖြစ်လာတယ်လဲဆိုလို့ရှိရင်ဒီအတော့လက်ကြီးခေါင်းတွေမှာဆိုလို့ရှိရင်ဒီ long bone တွေရဲ့ကြီးထွားမှုဟာလို့ရှိရင်ရေရှိကြီးထွားနိုင်တော့ဘူးဘယ်မှာလဲဆိုရင်ကျွန်တော်တို့ only the feet ခြေလက်တွေနဲ့ and feet မျက်နှာတွေမှာဒါလည်းရင်ဒီ growth hormone ရဲ့ကျွန်တော်တို့က stimulate လုံးစုံမှုကို response တုံ့ပြန်နိုင်မှာဖြစ်တယ်ဆိုလို့ကျွန်တော်ကဒီမှာရောသွားနိုင်တာရှိတယ်ကလေးဘဝတော့ကကျွန်တော်တို့က growth hormone ထုတ်လို့ဆိုရင်ကလေးကကျွန်တော်တို့က during developed ဖွံ့ဖြိုးနေတဲ့အချိန်ဆိုတော့ကျွန်တော် message ကိုလည်းသွားရင်အဆင်ပြေတယ် long bone တွေကိုလို့ရှိရင် long bone တွေကျွန်တော်ကရှည်လာမယ် message တွေလည်းပြီးကို develop ဖြစ်လာမယ်အဲ့လူကြီးကြမှာသွားတဲ့အချိန်ကျတော့ကျွန်တော် long bone ကရှည်လို့ကမရတော့ဘူးအဲ့ဒီကျွန်တော်ကဒီလိုလက်ရိုးတွေအောက်ကခြေတော့ပုံနှံခြေလုံးရိုးတွေဒီလက်ပြန်ရိုးအရှည်ကြီးကျတော့ကျွန်တော်တို့ကဒီ not elongated into extension ဆန်တန်းပြထွက်လာမှာမဟုတ်တော့ဘူးသူအရွယ်လွန်သွားဟိုဒါလို့ဘာတော့လာနေပြီ group hormone ကတော့လာနေပြီအဲ့တော့ကျွန်တော်တို့ဗမာစကားလိုပေါ့အလားကောင်းပြီမဲ့လို့အခါနှောင်းသွားပြီအာနာတမှုတဲ့သူကဒီရရှိတဲ့အရည်တွေနဲ့ဒီရရှိတဲ့အယိုးတွေဒီရရှိတဲ့အယိုးလေးတွေကိုတော့သွားပါပြီလေကြီးလာမယ်ဒါကိုကျွန်တော်တို့က acromegaly လို့ခေါ်မှာပေါ့ဒါကြောင့်မို့ဒီနေရာမှာgroup and no longer possible and ဒါပေမဲ့လို့ only and feet hands and feet and can respond ဒီမှာရှိတဲ့အယိုးတွေကတော့သူ respond လုပ်နိုင်တာပေါ့ဒါကြောင့်မလို့ and these portions of the belly begin ဒါကြောင့်ခန္ဓာကိုယ်ရဲ့အဲ့ဒီအပိုင်းလေးတွေမှာရှိတဲ့အယိုးကြီးအပိုင်းလေးဒါလျင်ကျွန်တော်တို့ကအလွန်မင်းကြီးကြီးထွားလာတာကိုတွေ့ရပါမယ် anterior pituitary ရဲ့အကြောင်းလေးကိုကျွန်တော်တို့ summarize လုပ်လိုက်ကြစို့ဟိုပထမဆုံး hypothalamus နဲ့ anterior pituitary ရဲ့ကြားထဲမှာဆက်စပ်မှုတွေအကြောင်းကိုဆွေးနွေးပြီးတဲ့နောက်မှာသူရဲ့အကြောင်းလေးကိုကျွန်တော်တို့ကအကျဉ်းချုပ် summarize လုပ်ကြမယ်ပေါ့ဒီလိုဆို hypothalamus နဲ့ကျွန်တော်တို့ anterior pituitary လေဒီဘက် portion ပေါ့ဒီဘက် portion ရမှာဆိုင်တော့ဒီဘက် portion လေးကိုကျွန်တော်တို့ခဏမျက်စိထဲမှာရှုပ်နေမှာလို့လည်း omit ခဏလုပ်ပြခဲ့ဟုတ်ပြီဒီဆို hypothalamus ကနေပြီးမှကျွန်တော်တို့က hormone မျိုးထုတ်လိုက်မယ်releasing hormone ထုတ်မယ်ကျွန်တော်တို့ကနောက်တစ်ခု inhibiting hormone ထုတ်မယ် releasing hormone ကလည်း pituitary ကိုသွားမယ်inhibiting hormone ကလည်းဒီသက်ဆိုင်ရာသူရဲ့ anterior pituitary ကိုသွားမှာပေါ့ရောက်ပြီဆိုလို့ရှိရင်သူ့ရဲ့သက်ဆိုင်ရာထုတ်ရမယ် hormone တွေထွက်လာမယ် anterior pituitary ကထုတ်လိုက်တဲ့ hormone အလုံးမပြောရင်9မျိုးပေါ့ဒီ9မျိုးမှာလို့ရှိမှာဘယ်ကောင်ကကျွန်တော်တို့အခြားသော other glands တွေကို affecting ဖြစ်တယ်လေအခြားသော gland တွေကို affecting မဖြစ်ဘူးလေဆိုတဲ့အချက်တစ်ချက်ပေါ့ဒါဆိုရင် affecting other glands not affecting other glands ဆိုပြီးတော့အုပ်စုနှစ်ခုခွဲလိုက်မယ်ပေါ့ဒီလိုဆိုရင် anterior pituitary gland ကထုတ်လွှတ်တဲ့ hormone များအနက်တချို့ hormone များဒီကျွန်တော်တို့ကother glands တွေပေါ်ကျွန်တော် affecting တက်ရောက်စီတဲ့ hormone တွေကတော့ကျွန်တော်တို့က FSH နဲ့ LH ပေါ့ follicle stimulating hormone နဲ့ luteinizing hormone ပေါ့ဒီကောင်ဒီကျွန်တော်တို့က concerning with the reproductive system ပေါ့ or in the middle tea modulation especially that's the produce the spans ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က male can be tea modulation androgen ကိုထုတ်ပြီးမယ် male modulation ovary ကနေပြီးတော့ overact ကိုထုတ်ပြီးတော့ကျွန်တော်ဘာထုတ်မလဲဆိုလို့ရှိရင် estrogen hormone ကိုထုတ်ပြီးပေါ့ဒါဆိုနံပါတ်1အချက်ကတော့ကျွန်တော်တို့က ACTH ပေါ့ဒီ ACTH ကနေပြီးတော့မှကျွန်တော်တို့ဘာထုတ်လာမလဲဆိုလို့ရှိရင်cortisol ထွက်မှာပေါ့။ဘာကြောင့် cortisol ထွက်လဲဆိုလို့ရှိရင် ACTH လို့ပြောကြတဲ့က adrenocorticotropic hormone လို့ပြောတာကိုadrenal gland ရဲ့ကျွန်တော်တို့က adrenal cortex အပြင်ပိုင်းကထုတ်လို့ cortisol ကိုထုတ်မှာပေါ့။ဒါဆိုနံပါတ်3ကကျွန်တော်တို့ TSH ပေါ့ thyroid stimulating hormone ပြောခဲ့ပြီးကျွန်တော်ဒီမှာလည်းကျွန်တော်တို့က thyroid stimulating hormone က TSH က2မျိုးပေါ့T4 နဲ့ T3 ပေါ့ T4 ကတော့ thyroxines လို့ခေါ်ပြီးတော့ကျွန်တော် T3 ကတော့ triiodothyronine ပေါ့အဲဒါဆိုကျွန်တော်တို့ဒီ hormone သုံးပြောမယ်ဆိုရင်တော့တချို့ author တွေဆိုတာကိုခွဲရ FSH ကတခုကျွန်တော်တို့ LH ကတခုပေါ့
ဒီမှာဆိုလို့ချင်းသုံးခုဒါပေမဲ့တချို့ author တွေရေးတဲ့အခါမှာ၄ခုရေးတယ်ထားလိုက်ပါတော့ကျွန်တော်၄ခုထားလိုက်ပါတော့ FSA ရှယ် LH ရှယ် ACTA ရှယ် DSA ရှယ်ဒါလေးဒီကျွန်တော်တို့ anterior pituitary gland ကထုတ်ပြီးတော့အခြားသောကျွန်တော်တို့က glands တွေပေါ့ affecting တက်ရောက်စေသော hormone များဒီ၄ခုရှိပြီးတော့ anterior pituitary gland ထုတ်လိုက်သော hormone များဒီအခြားသော other glands တွေအပေါ် not affecting တက်ရောက်မှုမရှိသေးတဲ့ hormone တွေကတော့ကျွန်တော်တို့ BRL prolactin ပေါ့ prolactin gland ဘယ်လိုသွားမလဲကျွန်တော် BRAST ကိုသွားမယ် BRAST မှာမှကျွန်တော်တို့က mammary gland ကိုသွားပြီးမှ produce the lactations after childbirth နံပါတ်2ကတော့ကျွန်တော်တို့က MSH melanocyte stimulating hormone ပေါ့ဟိုအမဲရောင် black pigment ကိုထုတ်စေတယ်သူက commonly found and amphibian fish and reptile တွေမှာတွေ့ရတယ် but ဒါပေမဲ့လို့this concentration is very low in human ပေါ့များတော့အများကြီးနေတယ်ပေါ့နံပါတ်တစ်ချက်ကကျွန်တော်တို့က growth hormone ပေါ့ဒီကြီးထွားမှု hormone တွေကတော့ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုလို့ရှိရင် bone တွေ muscles တွေကိုသွားမှာပေါ့ဒါဆိုရင်ကျွန်တော်တို့ကand hypothalamus ကနေပြီးတော့ anterior pituitary gland ကို control လုပ်တဲ့ hormone နှစ်မျိုးပါ releasing hormone နဲ့ inhibiting hormone anterior pituitary gland ကနေမှထုတ်လိုက်တဲ့ hormone 9မျိုးအနက်ကျွန်တော်တို့၄မျိုးဒီနေ့တော့၄မျိုးဒီအခြားသော others glands တွေပေါ် affecting ဖြစ်ပြီးတော့ဒီ၃မျိုးဒီကျွန်တော်တို့က others glands တွေပေါ် not affecting တက်ရောက်မှုမရှိတဲ့ hormone တွေဖြစ်ပါတယ်လို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘာသာရပ်ကိုစိတ်ပါဝင်စားစွာနဲ့အလေးတစိုက်စီဘူးလေးလာပြီးတော့အခုလိုကျွန်တော်တို့နားထောင်ပြီးတဲ့အတွက်အများကြီးကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ